တန်ဖိုးရှိသောလူတစ်ယောက်ဖြစ်လာအောင်တည်ဆောက်နည်း formula တန်ဖိုးရှိတဲ့သူထိုးတက်တဲ့သူနော်ဖွံ့ဖြိုးတိုးတက်တဲ့သူဖြစ်လာအောင်ဘယ်လိုနည်းတွေနဲ့လုပ်လို့ရမလဲဆိုတာလေးကိုကြည့်ကြည့်အောင်ကဲလာသုံးလုံးလို့ခေါ်တယ်အဲ့ဒါ the key to success အောင်မြင်ခြင်းရဲ့ thought ချက်ပဲနော်အောင်မြင်ခြင်းရဲ့ thought ဒီ thought ရှိမှတကားတွေဖွင့်လို့ရနော် thought မရှိရင်တကားတွေဖွင့်လို့မရအောင်မြင်ခြင်းကိုဒီ key တွေနဲ့ဖွင့်မယ်ပထမဦးဆုံးလေ့လာပါများများလေ့နော်ဘယ်အရာမဆိုလေ့လာမှုနဲ့စခုနလိုဓပုံဆရာဖြစ်ခြင်းနဲ့လေ့လာနော်ဒီအလုံးမှာကျွမ်းကျင်ခြင်းနဲ့လေ့လာကားမောင်းတက်ခြင်းနဲ့လေ့လာရေကူးတက်ခြင်းနဲ့လေ့လာဟုတ်ပြီနော်ထမင်းချက်တက်ပြုတ်တက်ခြင်းနဲ့လေ့လာမှုနဲ့စမလေ့လာရင်ဘာမှမရဘူးစကားပြောတတ်ခြင်းနဲ့နော်ကလေးလေးဒီငယ်ငယ်တုန်းကနော်စကားပြောတတ်အောင်လည်းသင်ခဲ့ရတာလမ်းလျှောက်တတ်အောင်လည်းသင်ခဲ့ရတာမသင်မဲမလေ့လာပဲဘာမှမတတ်နော်အဲ့တော့မြန်မာလိုတော့ပြောတတ်ပြီးအင်္ဂလိပ်လိုပြောတတ်ခြင်းနဲ့လေ့လာမှုနဲ့စစီးပွားရေးလုပ်တတ်ခြင်းနဲ့လေ့လာခေါင်းဆောင်ဖြစ်ခြင်းနဲ့လေ့လာအဲ့ဒါဒီအစပဲလေ့လာမှုဒီ learning ဒီအခြေခံပဲနော်ဟုတ်ပြီဒီလိုလေ့လာတော့ဘာတွေဖြစ်တယ်လဲဆို knowledge တွေရအသိပညာဘ ഹു တုတအတွေးခေါ်ကောင်းတွေရတယ်လေ့လာရင်သိသိပညာတွေရဘ ഹു တုတတွေရ knowledge တွေရ knowledge 0ဆိုတာလေ့လာမှု0ပဲနော်ဘာမှမသိဘူးဆိုတာဘာမှမလေ့လာထားဘူးနော်အဲ့တော့သိခြင်းလေ့လာပါနောက်ဒုတိယလကလေ့ကျင့်ပါလေ့လာနေုံနဲ့မပြီးဘူးလေ့ကျင့်ရမယ် practice လုပ်ရမယ် training လုပ်ရမယ်နော် exercise တွေလုပ်တယ်ဆိုတာလေ့ကျင့်တာအထပ်ပြုလုပ်တာလေ့ကျင့်တာအဲ့လိုလေ့ကျင့်ပါများလာတော့မှကျွမ်းကျင်တယ်စွမ်းရည်တွေဆိုတာရစွမ်းရည်ဒီထိုင်နေရင်လည်းမရအောင်လေ့ကျင့်မှရဟုတ်ပြီနော်အဲ့တော့အားကစားသမားတွေကိုကြည်လိုက်လက်ဝှေ့သမားကလည်းလက်ဝှေ့ထိုးတာလေ့ကျင့်နေတယ်လေ့လာတယ်လေ့ကျင့်တယ်နော်ပြေးသမားကလည်းအပြေးကျင့်တိုင်းသမားကလည်းတိုင်းကျင့်ဟုတ်တယ်နော်မျိုးစုံပေါ့ဘောလုံးသမားကလည်းဘောလုံးလေ့ကျင့်ဘာကြောင့်လဲဆိုတော့ professional တယောက် champion တယောက်ဖြစ်ချင်လေ့ကျင့်မှုကိုပြစ်ပယ်ထားလို့မရဘူးမလေ့ကျင့်ရင်သူရှုံးမှာကစားပွဲကြီးမှာရှုံးမှာ game မှာရှုံးမှာလေ့ကျင့်မှုအားနည်းတဲ့သူဟာရှုံးသမားပဲဘာကြောင့်လဲသူများနဲ့မရှင်နိုင်အဲ့ဒီတိုင်းသမီးတယောက်နဲ့ရှင်ကျင်တယ်သူများနဲ့ရှင်ကျင်တယ်သူများတက်တာကျင်တယ်သူများတက်တော်ကျင်တယ်ထပ်မြက်ကျင်တယ်ဆို practice အမြဲတမ်းလုပ်လေ့ကျင့်နေလေကျွမ်းကျင်နေလေပဲအရေးချင်းနေရှင်ပြန်ရတာလေအားကစားပွဲတွေမှာဒီလိုပဲဘဝရဲ့ကစားပွဲကြီးထဲမှာအနိုင်ရခြင်း practice များလုပ်အောင်လေ့လာပြီးထိုင်မနေနဲ့တချို့တွေလေ့လာပြီးတော့မလေ့ကျင့်ဘူးနော်သင်တန်းသွားတက်ပြီးစာအုပ်တွေကြောင်ထိုးတာနော်သင်တန်းတက်တုံးတာမှတ်တာပြီးရင်အဲ့လိုပဲ certificate တွေရလဲပြန်မေးမှတ်မိတော့ certificate တွေပဲလိုက်စုအရေးချင်းကြတော့မစုစာရွက်တွေပဲလိုက်စုလို့မရအောင်ဟုတ်လားမသင်တန်းသွားတက်တယ်ဆိုတာပညာတွေသွားယူတာအရေးချင်းတွေသွားယူတာသူတို့ပေးတဲ့စာရွက်တွေသွားယူတာမဟုတ်ဒါဟုတ်သိရမယ်စာရွက်ယူပြီးပြန်လာရင်ဘာမှသုံးစားလို့မရဘူးအချိန်တိုင်းဖုန်တက်သွားတာပဲချစားသွားတာပဲစာရွက်အရေးချင်းကသုံးစားလို့ရနော်ဒါဟုတ်သိရတဲ့တချို့ကသင်တန်းသွားတက်တယ်ဆိုရင် certificate ပဲလိုချင်တာနော်အဲ့တော့မရဘူးအရေးချင်းမှရမှာဟုတ်ပြီအဲ့တော့လေ့လာပါလေ့ကျင့်ပါပြီးရင်လက်တွေ့တကယ်လုပ်ပါလက်တွေ့လုပ်ဖို့လိုတယ်လုပ်ဖို့လိုနော်ဒါကြောင့်လုပ်ခိုင်းတာခုန action ပါဖို့လိုလက်တွေ့လုပ်ပါဒီလိုလက်တွေ့လုပ်တော့မှဘာတွေရတာလဲဆိုအတွေ့အကြုံတွေရတာတွေ့အကြုံတွေတိုးလာဒီလို personal development ဖြစ်လာတယ်ဆိုတာလူတစ်ယောက်ကအသိပညာ knowledge တွေတိုးလာ skills တွေမြင့်မားလာအတွေ့အကြုံတွေရှိလာတာအဲ့ဒါတွေရှိလာတာကိုပဲဖွံ့ဖြိုးတိုးတက်လာတယ်လို့ပြောတယ်ဒါဆိုရင် personal development ဖြစ်ဖို့ဘာလုပ်ရမလဲလာသုံးလုံးလုပ်ရမယ်လေ့လာပါလေ့ကျင့်ပါလက်တွေ့လုပ်ပါတော့မလေ့လာဘူးမလေ့ကျင့်ဘူးလက်တွေ့မလုပ်ဘူးဆိုရင်မတိုးတက်ဘူးဟုတ်ပြီနော်မတိုးတက်ဘူးဒီလာသုံးလုံးစလုံးလုပ်လုပ်ငန်းခွင်ထဲဝင်မယ်နယ်ပယ်တစ်ခုမှာအောင်မြင်ခြင်းနဲ့ထက်မြက်ခြင်းနဲ့တော်ခြင်းနဲ့လာသုံးလုံးအမြဲတမ်းလုပ်ပါနော်တချို့ကလေ့လာတယ်မလေ့ကျင့်ဘူးတချို့ကလေ့လာပြီးတာနဲ့လက်တွေ့တန်းလုပ်တယ်မလေ့ကျင့်ဘူးနော်တချို့ကလက်တွေ့ပဲလုပ်တယ်လေ့လာတာလေ့ကျင့်တာမရှိဘူးလာသုံးလုံးမှာတစ်ခုမဟုတ်တစ်ခုချွတ်ယွင်းနေတယ်အားနည်းနေတယ်ဆိုရင်အောင်မြင်မှုတွေမရနိုင်ဟုတ်ပြီနော်ဒါလေးကိုမှတ်ထားလာသုံးလုံးဖြစ်မယ်နော်
ကဲဒီပုံလေးကိုကြည့်ကြည့်ဘယ်လိုမြင်လဲဘာလုပ်နေလဲဒီပုံလေးကိုကြည့်ပြီးတော့ရှင်းပြပါကဲကိုစိတ်ထင်တယ်လို့ရှင်းပြပြောပြနော်လူသဘောရတယ်ခွင့်လန်းကိုစောင့်နေတယ် ကြိုးစားနေရလားချော သုံးတဲ့သူတယောက်လို့မြင်ပါတယ်။လေကားတွေအများကြီးရှိရတာကိုမထောင်ပြီးတော့ဟိုပြင်ရရတာနဲ့အကုန်လုံးကိုစုပုံပြီးတော့တဲ့တူ ဟုတ်တယ်ကဲဒီတော့လက်တွေ့အသုံးမချသူဖြစ်ပါတယ်နော်ဟုတ်ပြီဉာဏ်မရှိတာဟုတ်ပြီကဲလှေကားဆိုတာခုနပြောသလိုပဲမွေရယ်လှေကားရယ်ရှိလားမရှိဘူးလားအခုသူကြုံနေတာမွေတွေကြုံနေတာလားလှေကားတွေကြုံနေတာလား ဒီကားကြီးကြုံနေရပါဗျာ လေကားတွေကြုံနော်လေကားတွေကြုံနေတာမွေတွေမဟုတ်ဘူးလေကားဆိုတော့သူ့အမြင့်ရောက်စေမဲ့အရာတွေတက်လန်းဖြစ်စေမဲ့အရာတွေတချောင်းနဲ့တော့မဟုတ်ဘူးအချောင်းပေါင်းများစွာသူ့မှာရှိရသားနဲ့သူအပေါ်ရောက်လာမရောက်ဘူးခွင်လန်းတွေတော့များရတာခွင်လန်းတွေများရတာနဲ့အမြင့်ရောက်တက်နိုင်ဒီတတိုင်းကြီးကိုသူမကျော်လွှားနိုင်ဘူးဆိုတော့သူတော်တော်သုံးမကြတာပဲဟုတ်လားမသုံးမကြဘူး ဟုတ်ပါတယ် အဲ့တော့လေကားတွေမရှိလို့ ဟုတ် မ ပါ တက် ချော နိုင်မဟုတ်ဘူးเนาะရှိရတာနဲ့မတက်နိုင်အားကြောင့်လဲဆိုတော့ तू အတုံးမချတတ်ဘူးအတုံးတော့ချပါတယ်တုံးချမှုလွဲနေလို့ပုံပြီးတော့တက်ထောင်ပြီးတက်မှာပုံထားပြီးတော့တက်เนาะဒါကြောင့်ဒီလူကအမြင့်မရောက်အဲ့တော့တချို့ကဒီကားတွေဒါနဲ့ဘာဖြစ်လို့မအောင်မြင်တာလဲမတိုးတက်တာလဲအမြင့်မရောက်တာလဲလို့ပြောတာရင်ဒီပုံလေးတတိယပေါ့เนาะဒီပုံလေးကိုတတိယအဲ့တော့အမြဲတမ်းတွေ့เนาะခွင်လန်းကောင်းနေရှိရတာနဲ့မအောင်မြင်တာလောက်တာလွဲနေလို့မမှန်လို့မှားယွင်းသောလောက်ရက်เนาะလွဲနေသောလောက်ရက်ဟာအောင်မြင်မှုပန်းနိုင်ကိုမရောက်နိုင်ဘာဖြစ်လို့လဲတလွဲလုံးနေเนาะတလွဲလုံးအဲ့တော့လွဲတကလွဲတယ်မှာအလွဲဆုံးတလွဲလောက်တာเนาะတွေးခေါ်လွဲအယူဆလွဲเนาะအယူလွဲဟုတ်တယ်မလားเนาะဗုဒ္ဓဘာသာဝင်မှာဆိုလို့ရှင်လေဒါအယူလွဲမှခြင်းမိစ္ဆာဒိဋ္ဌိအယူလွဲတယ်ဆိုရင်တန်တရားလုံးလွဲတာပဲမှန်ကန်ဖို့လို့နော်အဲ့တော့ဒီလိုမျိုးမဖြစ်ရအောင်မလုပ်ရမလဲဆိုတော့အသုံးချတတ်ရမယ်နော်အသုံးချတတ်အခုဒီလူကအသုံးမချတတ်ဘူးရှိတဲ့လေကားတွေကိုအသုံးချတာလည်းလွဲနေတယ်အလွဲကြီးအသုံးချတယ်အဲ့လိုအသုံးမချတတ်တော့သူကဘာဖြစ်လဲအသုံးမကျအောင်နော်ဒါကြောင့်အသုံးချတတ်မှအသုံးကျအသုံးမချတတ်ရင်အသုံးမကျဒီလူကအသုံးမကျဘူးလို့ဘာကြောင့်ပြောရလဲအသုံးမချတတ်လို့အဲ့တော့လူတစ်ယောက်ကအသုံးမကျဘူးဆိုတာဒီသူအသုံးမချတတ်လို့ပါတလွဲတွေရှောက်လုံးသုံးလည်းမကြဘူးခိုင်းလိုက်ရင်တလွဲလုပ်ပြီးမှားပြီးနော်အဲ့တော့သူ့တော့မခိုင်းနဲ့ဘာမှအသုံးမကျတာဒီလိုမျိုးရှိလားမရှိဘူးလားသူမလုပ်တတ်လို့ဘလို့အသုံးချမှမသိဘူးပတ်စံနေလဲဘလို့အသုံးချမှမသိအချိန်နေရှိတယ်ဘလို့အသုံးချမှမသိဟုတ်ပြီနော်ပညာတွေရှိတယ်ဘလို့အသုံးချမှလည်းမသိဘူးလေကားတွေရှိတယ်ဘလို့အသုံးချမှမသိအဲဒီတော့အသုံးချရမှမသိတဲ့သူကအသုံးမကျတဲ့သူဒါကြောင့်ဒီကလူငယ်တွေအနေနဲ့အသုံးကျတဲ့လူတစ်ယောက်ဖြစ်ချင်ရင်တဲ့မှန်မှန်ကန်ကန်အသုံးချတတ်နော်အသုံးချမှအသုံးကျမယ်အသုံးကျတော့မှအသုံးဝင်မယ်ကဲအသုံးချတော့မှအသုံးဒါအသုံးလို့ဟုတ်ပြီနော်အသုံးချမှအသုံးကျတယ်အသုံးဝင်အဲ့လိုအသုံးဝင်တော့မှတန်ဖိုးရှိတယ်ဘာမှတန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ချင်ဘယ်လိုလုပ်ရမလဲဆိုတာဒါပဲတန်ဖိုးရှိခြင်းအသုံးဝင်အောင်လုပ်ကိုပတ်ဝန်းကျင်မှာအသုံးဝင်အောင်လုပ်အလုပ်လုပ်မယ်ဆိုအလုပ်ခွင်ထဲမှာအသုံးဝင်အောင်နေမိသားစုထဲမှာအသုံးဝင်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်သားသမီးတစ်ယောက်ဖြစ်အောင်လုပ်သုံးဝင်မှတန်ဖိုးရှိတာတန်ဖိုးရှိမှလူတွေကတန်ဖိုးထားကြလူတွေကလေးစားကြတယ်တန်ဖိုးထားကြတယ်ဆိုတာအလကားမဟုတ်ဘူးနော်ခေါင်းဆောင်တွေကိုလေးစားကြတယ်တန်ဖိုးထားကြတယ်ဘာဖြစ်လို့လဲသုံးဝင်လို့နော်တန်ဖိုးရှိလို့ရဒါဆိုရင်ရမယ်နော်ဒါအသုံးလုံးရှေ့ဘက်မှာလသုံးလုံးရမလားလသုံးလုံးရဲ့အသုံးလုံးရဲ့ပေါင်းဆက်ရင်တန်ဖိုးရှိတဲ့သူဖြစ်ရမယ်နော်အဲ့ဒါအရေးကြီးတယ်မေးစရာရှိလားဒါလေး
ဒါအသုံးဝင်တယ်နော်ဒါသမီးတို့ခါထဲမှတ်ထားဒါ formula လေးတွေပဲတန်ဖိုးရှိအောင်လုံနည်း formula ဒါပဲအဲ့ဒါလေးဖြစ်အောင်ဒါလုပ်သွား okay